ပင်လယ်ပြင်ဆိုတာလှပသလိုအန်ဒီရလည်းများတဲ့နေရာတစ်ခုပါရှိခိပင်လယ်ခရီးသွားရေချောင်းသမိုင်းတွေမှာကြောင်မက်ဖွယ်ရအကောင်းဆုံးအရာတစ်ခုကတော့တခါတလေမှာမှုန်တိုင်းတွေမဟုတ်ပဲတာယာနာပြောပွဲအတန်ပိုင်ရှင်လေးတွေဖြစ်နေတတ်ပါတယ်သူတို့ကတော့တချင်းဆိုပြီးတင်မောသားတွေကိုအတိခံခြင်းလာအောင်ဖျားယောင်းသွေးဆောင်တတ်တဲ့ဆိုင်ရန်တွေပဲဖြစ်ပါတယ်ရေတူမလားငှက်လူမလားရှေးအောင်ဂရိဒဏ္ဍာရီတွေနဲ့အနုပညာလက်ရာများအရာဆိုင်ရန်တွေဟာခန္ဓာကိုယ်အောက်ပိုင်းကငှက်ခေါင်းနဲ့ရင်ဘတ်ပိုင်းကလှပတဲ့အမျိုးသမီးပုံစံရှိကြပါတယ်သူတို့ဟာရေထဲမှာကူးကပ်နေသူတွေမဟုတ်ပဲကြောက်ဆောင်တွေပေါ်မှာနားခိုနေတဲ့တရဝါတွေဖြစ်ပါတယ်သူတို့ဘာကြောင့်ငှက်တစ်ပိုင်းလူတစ်ပိုင်းဖြစ်သွားတာလဲဆိုတဲ့ဒဏ္ဍာရီတွေရှိပါတယ်အထင်ရှားဆုံးဒဏ္ဍာရီဇလန်းကတော့ဆိုင်ရန်တွေဟာຫນွေဦးနှစ်သမီးပါဆက်ဖန်နီရဲ့အစီအကံတွေဖြစ်ပါတယ်။မရဏနမင်းကြီးဟေဒီစ်ကပါဆက်ဖန်နီအားမြေရောက်ကဘာကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါပါဆက်ဖန်နီရဲ့မိခင်ဖြစ်သူလေယာစိုက်ပျိုးရေးနှစ်သမီးဒီမီတာကသူတို့ကိုကဘာအနှံ့လိုက်လံရှာဖွေဖို့အတွက်အတောင်ပံတွေပေးသနာခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးတချို့ဒိုင်နာရီမှတ်တမ်းတွေမှာတော့ပါဆက်ဖန်နီအဖမ်းခံရတာကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်ဒေါသထွက်ပြီးဒီမီတာကသူတို့ကိုငှက်ဖြစ်ကျင်းစာတိုက်ခဲ့တာလို့လည်းဆိုပါတယ်။နောက်ပိုင်းသူတို့တခင်မကိုလွတ်ဆွတ်တန်းလာတဲ့တချင်းတန်တွေဟာပင်လယ်ခီးသားတွေကိုညှို့ယူဖမ်းစားပြီးတင်မင်းစီခေါ်ဆောင်သွားတဲ့ကြောင်မက်ဖွယ်လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုငှက်တစ်ပိုင်းလူတစ်ပိုင်းဖြစ်နေတဲ့ဆိုင်းရန်တွေဟာခရီးရန်ခေဦးနဲ့အလဲခက်တွေစီရောက်လာတဲ့အခါဂရိဒဏ္ဍာရီတွေမိမ့်မိန်စားပြုတ်လာပြီးတလိမ့်ဆန်မှတ်တမ်းစာအုပ်တွေမှာပင်လယ်နဲ့ဆက်ဆက်တဲ့တရားဝါတွေအဖြစ်ဖော်ပြရာကနေပကြီးဆွဲသူတွေကငါးကြီးကုန်တွေအမီးတွေနဲ့စတင်ရောနော်ဆွဲလာကြပါတယ်။ဥရောပဘာသာစကားတော်တော်များများမှာလည်းရေသူမမမတ်ဆိုတဲ့စကားလုံးကိုကိုစားပြုဖို့ဆိုင်ရန်ဆိုတဲ့စကားလုံးကိုပဲအသုံးပြုလာတာကြောင့်ခေတ်သစ်ရောက်တဲ့အခါဆိုင်ရန်လို့ပြောလိုက်တာနဲ့လူတွေကရေသူမလို့ပဲအလိုလိုနားလည်သွားကြပါတော့တယ်။ဆိုင်ရန်တွေဟာလူသားတွေကိုတေစေဖို့ရည်ရွယ်ချက်ရှိရှိဖျားယောင်းတဲ့မရဏကဘာနဲ့ဆက်ဆက်နေတဲ့ငှက်တစ်ပိုင်းလူတစ်ပိုင်းအကောင်တွေသာဖြစ်ပါတယ်။နှစ်ထမောင်းများစွာကြာလာတဲ့အခါပုံမြင်တွေရာဇဝင်တွေရောထွေးသွားပြီးဆိုင်ရန်နဲ့မမိုက်ကိုအတူတူပဲလို့လူတွေကအမှတ်မှားနေကြခြင်းသာဖြစ်ပါတယ်။တကယ်တော့မူလကပ္ပပထမဆုံးရေသူမကရှေးဟောင်းစီးရီးယားဒဏ္ဍာရီလာနှစ်သမီးအတာဂတ်တစ်ဖြစ်ပြီးသူတို့ဟာပင်လယ်ရေအောက်မှာနေထိုင်ကကောင်းသူရှိသလိုဆိုးသူလည်းရှိပါတယ်။ကပ္ပပထမဆုံးရေသူမအတာဂတ်တစ်ဒီနေ့ခေတ်ရုပ်ရှင်တွေတဲကရေသူမာလေးတွေရဲ့ဇလံအစစ်မှန်ဟာဂရိဒဏ္ဍာရီတွေကနေစတင်ခဲ့တာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကရှီဟောင်းအစီးရီးယားနဲ့ဆီးရီးယားဒေသတွေစီကနေအစပြုခဲ့တာဖြစ်ပါတယ်ဒီဒဏ္ဍာရီသမိုင်းကြောင်းဟာရှီဟောင်းလျှို့ဝှက်စမ်းကြယ်ဇလံတွေကိုစိတ်ဝင်စားသူတွေအတွက်တကယ်ကိုဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတစ်ခုပါအတာဂတ်တစ်ဟာမြောက်ပိုင်းစီးရီးယားဒေသမှာအလွန်တကူကြီးမားတဲ့နတ်သမီးတစ်ပါးဖြစ်ပါတယ်သူမဟာတဘာဝတရားမျိုးပွားခြင်းနဲ့ရေကိုအစိုးရတဲ့နတ်ဖျားမဖြစ်ပြီးတက်ရှိအားလုံးကိုအသက်ဆက်ပေးတဲ့မိခင်နတ်သမီးအဖြစ်ရှေးခေတ်ကလူတွေကယုတ်သေးကိုင်းဆိုင်ခဲ့ကြပါတယ်။ဒိုင်နာရီတွေရအတာဂတ်တစ်ဟာသူ့ကြောင့်သားလေးနဲ့ချစ်ကြိုက်ခဲ့ပြီးကိုဝင်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာအလှည့်အပြောင်ကြောင့်ပဲဖြစ်ဖြစ်သူမရဲ့နတ်ဖျားတကူစွန့်ရင်ကိုတာမန်လူသားကမခံနိုင်လို့ပဲဖြစ်ဖြစ်အတာဂတ်တစ်ဟာသူမချစ်ရတဲ့သူ့ကြောင့်သားလေးကိုမတော်တဆသေဆုံးစေခဲ့ပါတယ်။ချစ်ရသူကိုကိုယ်တိုင်တက်မိသလိုဖြစ်သွားတဲ့အတွက်အတာဂတ်တစ်ဟာကြီးမားတဲ့ဝမ်းနဲ့ကြုံကွယ်မှုနဲ့အပြစ်ရှိစိတ်ကိုခံစားခဲ့ရပါတယ်။သူမဟာရှင်းရုံမှုနဲ့ဝမ်းနည်းမှုတွေကိုဖုံးကွယ်ဖို့သူ့ကြောင့်သားလေးနဲ့ရတဲ့ကလေးငယ်ကိုကုန်းပေါ်မှာထားရစ်ခဲ့ပြီးအက်စကလွန်မြို့အနီးကရေကန်ကြီးတဲ့ကိုခုန်ချကရိုးရိုးငါးတကောင်အဖြစ်ဘဝပြောင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမဟာအလွန်လှပပြီးတကူကြီးမားတဲ့နတ်သမီးဖြစ်နေတဲ့အတွက်ရေကန်ကြီးကသူမရဲ့အလှတရားနဲ့နတ်ဖျားအသွင်ကိုအပြည့်အဝဖုံးကွယ်မပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်သူမရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကလှပတဲ့အမျိုးသမီးလေးအဖြစ်ကြံရှိနေခဲ့ပြီးခါအောက်ပိုင်းကတော့ရေထဲမှာရှင်သန်နိုင်ဖို့ငါးမီးဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ဆိုကြပါတယ်။ဒီဒဏ္ဍာရီဖျက်ကနေတစဉ်တမိုင်းတစ်လျှောက်ပထမဆုံးသောရေသူမဆိုတဲ့တရားဝါစတင်ပေါ်ပေါက်လာခဲ့တာပါ။တမိုင်းတက်တဲ့အနေနဲ့လည်းပြန်လည်တူးဖော်တွေ့ရှိရတဲ့ရှေးအောင်စီးရီးယားဒင်္ဂါပြားတွေနဲ့
ရုပ်ထုတွေပေါ်မှာခန္ဓာကိုယ်အပေါ်ပိုင်းကလူအောက်ပိုင်းကငါးအမိနဲ့အတာကားတဲ့နတ်သမီးရဲ့ပုံကိုထင်ရှားစွာတွေ့မြင်ရပါတယ်။ Odysseus နဲ့ကြော်ကြားသောဒိုင်နာကြီးဂရိဒိုင်နာကြီးတွေထဲမှာဆိုင်ရန်တွေနဲ့ပတ်သက်ရင်အထင်ရှားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမှတ်တမ်းကတော့ BC 800စုမှာကဗျာဆရာကြီးဟိုမာရေးဖွဲ့ခဲ့တဲ့ The Odyssey ဆိုတဲ့ကဗျာအလင်္ကာကြီးတွေကအခန်း7ပါပဲဒီဇလန်ဟာလူသားတယောက်ရဲ့စူးစမ်းကျင်စိတ်နဲ့ဖျားယောင်းမှုတွေကိုဘလို့တွန်းလှန်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်ပုံဖော်ထားပါတယ်ထရိုဂျန်စစ်ပွဲအပြီးအိမ်ပြန်ခရီးမှာစစ်သူကြီး Odysseus ဟာအခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ခဲ့ရပါတယ်ခီးစဉ်တစ်ခုမှာတကုရှင်စုံမကြီးစာစီရဲ့ကျွန်းကိုရောက်သွားခဲ့ပါတယ်စာစီက Odysseus ရဲ့ရှေ့ဆက်ရမယ့်ခရီးမှာကြုံတွေ့ရမယ့်အန္တရာယ်တွေကိုကြိုတင်သတိပေးခဲ့ပါတယ်အဲ့ဒီထဲမှာအဆိုးရွားဆုံးကတော့ဆိုင်ရန်တွေပဲဖြစ်ပါတယ်စာစီကဆိုင်ရန်တွေရဲ့တခြင်းတန်ကြားရတဲ့မြည်သည့်တင်မောသားမဆိုနေရက်ပြန်လန်းကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးသူတို့ရဲ့ကျွန်းပေါ်မှာတခြင်းတန်ကိုနားထောင်ပြီးရောက်သွားခဲ့တဲ့လူတွေရဲ့အယိုးတွေအပုံလိုက်ရှိနေတယ်လို့သတိပေးခဲ့ပါတယ်ဒီလိုနဲ့ Odysseus ရဲ့တင်မောဟာဆိုင်ရန်တွေရဲ့ကျွန်းသားကိုချင်းကပ်လာခဲ့ပါတယ်ပူဇာနာကကျွန်းသားရောက်တာနဲ့လေပြင်းတွေရုတ်တရက်ရက်တက်သွားပြီးပင်လယ်ပြင်တစ်ခုလုံးတင်ញိုင်ကုန်းတစ်ခုလုံးငြိမ်သက်သွားတာပါပဲဒီအချိန်မှာ Odysseus ဟာစာစီတင်ပေးလိုက်တဲ့နီလန်အတိုင်းစတင်ပြင်ဆင်มาတော့တယ်သူဟာဖျောင်းလုံးကြီးတရုံးကိုဓာတ်နဲ့လီနေဘူးထဲမှာပြော့သွားအောင်နေပြီးတမောသားအလုံးရဲ့နားပေါက်တွေကိုလုံနေအောင်ပိတ်ဆို့ပေးခဲ့ပါတယ်ဒါမှသူတို့တွေတချင်းတန်ကိုမကြားရပဲဖလော်ဒတ်ကိုသာဆက်လွန်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ Odysseus ကတော့သူရဲကောင်းပြီးဆိုင်ရန်နေရဲ့တချင်းတန်ဘလို့နေမလဲဆိုတာကိုကိုယ်တိုင်ကြားဘူးကျင်ခဲ့ပါတယ်ဒါကြောင့်တမောသားတွေကိုသူ့ဟာတမောရဲ့ပင်မရွတ်တိုင်မှာကျိုးနဲ့အသေးချာတုံ့နှောင်ထားဖို့အမိန့်ပေးခဲ့ပါတယ်ပြီးတော့ငါကကျိုးတွေဖြုတ်ပေးဖို့အော်ဟစ်တောင်းဆိုရင်တော့မဖြုတ်ပေးတဲ့အပြင်ကျိုးတွေကိုပို့ပြီးတင်းကြအောင်ထပ်တုပ်ရမယ်လို့ပြက်ပြက်သားသားမှာကြားထားခဲ့ပါတယ်တမောဟာကျိုးနီးကိုရောက်လာတဲ့အခါမှာတော့ဆိုင်ရန်တွေဟာ Odysseus ကိုမြင်သွားပြီးတချင်းစတင်တီးဆိုပါတော့တယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကဆိုင်ရန်တွေရဲ့တချင်းဟာရမက်ဆန္ဒကိုနှိုးဆွတဲ့တချင်းမျိုးမဟုတ်ပါဘူးသူတို့ဟာ Odysseus ရဲ့ဂုံမုန်းနဲ့အတ္တကိုသိမ်းသွင်းတဲ့တခြင်းကိုဆိုခဲ့တာပါ။အို Troy စစ်ပွဲရဲ့နာမည်ကျော်သူရဲကောင်းကြီး Odysseus ဒီကိုလာပြီးကျွန်တော်တို့ရဲ့တခြင်းကိုနားဆင်ပါ။ကျွန်တော်တို့ဟာကဘာမြေပေါ်မှာဖြစ်ပျက်ခဲ့သမျှအတိတ်ပြစ္ဆုတ်ပံအနာဂတ်အကြောင်းအရာတွေအားလုံးကိုသိမြင်တဲ့ဉာဏ်ပညာတွေရှိပါတယ်။ဒီဉာဏ်ပညာတွေကိုလာရောက်ရယူလှည့်ပါဆိုပြီးဖြားယောင်းခဲ့တာဖြစ်ပါတယ်။ဒီတခြင်းတန်ကိုကြားရတဲ့အခါ Odysseus ဟာမော်ဝင်သွားသလိုအသိစိတ်လွတ်သွားပြီးဆိုင်ရန်ဒေစီကိုတွားဖို့ယူမတက်ကြိုးစားပါတော့တယ်။သူဟာရွတ်တိုင်ကနေရုံးကန်ပြီးတမောသားတွေကိုကြိုးဖြုတ်ပေးဖို့မျက်စပစ်ပြအော်ဟစ်ပြီးအမိတ်ပေးခဲ့ပါတယ်။ဒါပေမဲ့နားထဲမှာဖျောင်းတွေပိတ်ထားတဲ့တမောသားတွေကတော့တချင်းတန်ကိုရော Odysseus ရဲ့အော်တန်ကိုပါမကြားရပါဘူး။တစ္ဆာရှိတဲ့တမောသား2ယောက်တို့က Odysseus စီလာပြီးမူလအတိုင်းကျိုးတွေကိုပို့ပြီးတင်းကျပ်အောင်ထပ်မံတုံ့နှောင်ခဲ့ပါတယ်။တမောဟာကျွန်းကိုလွန်မြောက်ပြီးတချင်းတန်လုံးဝပျောက်ကွယ်သွားတဲ့အချိန်ရောက်မှသာတမောသားတွေကသူတို့နားတွေကဖျောင်းတွေကိုဖယ်ရှားပစ်ခဲ့ကြပြီး Odysseus ကိုလည်းကျိုးဖြုတ်ပေးခဲ့ပါတယ်ဒီလိုနဲ့ Odysseus ဟာတမိုင်းမှာဆန်ရန်တွေရဲ့တချင်းတန်ကိုနားထောင်ပြီးအသက်ရှင်လျက်လွတ်မြောက်ခဲ့တဲ့ပထမဆုံးနဲ့တဦးတည်းသောလူသားဖြစ်ခဲ့ပါတော့တယ်တချို့ဒိုင်နာရီတွေအရဆန်ရန်တွေရဲ့တချင်းတန်ကိုနားထောင်ပြီးအသက်ရှင်လွတ်မြောက်သွားတဲ့သူရှိခဲ့ရင်ဆန်ရန်တွေဟာကြောက်ဆောင်ပေါ်ကနေပင်လယ်ထဲခုန်ချပြီးကိုအဆုံးစီရင်ရတယ်ဆိုတဲ့နောက်ဆက်တဲ့ဇာတ်လမ်းတွေလည်းရှိခဲ့ပါတယ်။ဆိုင်ရန်တို့၏ကညမာဇိုးနဲ့အဆုံးသက်ရှီအောင်ဟောကိန်းတွေအရဆိုင်ရန်တွေဟာပင်လယ်ပြင်မှာအမြဲတမ်းရှင်သန်ခွင့်ရမဲ့သူတွေမဟုတ်ပါဘူး။သူတို့ရဲ့အသက်ရှင်သန်ခွင့်ဟာအချက်တစ်ချက်တည်းအပေါ်မှာပဲမူတည်နေပါတယ်။အဲ့ဒါကတော့သူတို့ရဲ့တခြင်းတန်ကိုကြားရက်နဲ့ကြိုးယူမခံရပဲဆိုင်ရန်တွေအသက်ရှင်ခွင့်ကုန်ဆုံးမဲ့နေ့ဆိုတဲ့အချက်ပါပဲ။ Odysseus မတိုင်ခင်ကဂျေဆန်နဲ့အာကက်စ်နော့သူရဲကောင်းတွေဟာဆာရန်ရဲ့ကျွန်းနေနီးကိုဖျက်ဆီးခဲ့ရပူပါတယ်။အဲ့ဒီအချိန်မှာဂီတပညာရှင်သူရဲကောင်း Orpheus ပါသွားခဲ့ပါတယ်။ဆာရန်တွေဟာတချင်းစားဆိုတဲ့အခါ Orpheus ကသူ့ရဲ့ဆောင်းကိုအလွန်ကျဲလောင်မြူးကြစွာတီးခတ်ပြီးဆာရန်တွေရဲ့အတန်ကိုဖုံးလွှမ်းပစ်ခဲ့တဲ့အတွက်တမောသားတွေအသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာတချင်းတန်ကိုတေချာမကြားလိုက်ရလို့နမိတ်စကားအပြည့်အဝမအောင်မြင်ခဲ့ပါဘူး။ Odysseus ကတော့ရွတ်တိုင်မှာကိုယ်တိုင်ကျွတ်တုတ်ခံပြီး
တချင်းတန်ကိုအစာအဆုံးနားထောင်ကအသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်သွားတဲ့ပထမဆုံးလူသားဖြစ်လာခဲ့ပါတယ်။ Odysseus ရဲ့တမောဟာကျွန်းကိုဘေးကင်းစွာကျော်လွန်သွားတဲ့အခါဆာရန်တွေဟာအလွန်တရာစိတ်ပြတ်ဒေါသထုတ်ခဲ့ကြပါတယ်။သူတို့ရဲ့ညှို့နိုင်စမ်းစွမ်းအားကျဆင်းသွားပြီဖြစ်တယ်လို့ဟောကိန်းရလည်းသူတို့ရဲ့အဆုံးသက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒါကြောင့်ဂုံတိတ်ကကျဆင်းသွားတဲ့ဆာရန်တွေဟာသူတို့နားခိုရကြောက်ဆောင်မြင်ကြီးတွေပေါ်ကနေအောက်ကကြမ်းတမ်းတဲ့ပင်လယ်လှိုင်းလုံးတွေကိုကိုယ်တိုင်ခုန်ချပြီးအဆုံးစီရင်သွားခဲ့ကြပါတယ်။ရေထဲကိုခုန်ချသွားတဲ့ဆာရန်တွေဟာတာမန်လိုတည်ဆုံးသွားတာမျိုးမဟုတ်ပဲပင်လယ်ပြင်ကအဖြူရောင်ကြောက်ဆောင်ကြောက်တုံးကြီးတွေအဖြစ်အသွင်ပြောင်းသွားတယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်။တချို့စိတ်ဝင်စားစရာအကောင်းဆုံးကတော့အဲ့ဒီထက်ကပါတီနိုပီလို့ခေါ်တဲ့ဆာရန်တကောင်ရဲ့ရုပ်အလောင်းဟာအီတလီကမ်းခြေတနေရာကိုတွားတင်ခဲ့ပါတယ်။ဒေသခံတွေကသူမအတွက်ဂူဘိမှန်တစ်ခုစောက်ပေးခဲ့ပြီးအဲ့ဒီနေရာမှာမြို့တစ်မြို့ပါတီထောင်ပေးခဲ့ပါတယ်။အဲ့ဒီမြို့လေးကိုအစပိုင်းမှာပါတီနိုပီလို့ခေါ်ဆိုခဲ့ကြပြီးနောက်ပိုင်းမှာတော့ယနေ့ခေတ်ကမ္ဘာကျော်အီတလီနိုင်ငံကနေပယ်မြို့ဖြစ်လာခဲ့ပါတယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်။ဆာရန်တွေဟာတကယ်ပဲရှိခဲ့သလား။ဒါမှမဟုတ်ပင်လယ်ပြင်မှာတည်ဆုံသွားခဲ့ရတဲ့တမောသားတွေရဲ့ခြေကွဲပွဲဇလန်းကိုပုံဖော်ထားတဲ့ဒိုင်နာရီတစ်ခုပဲလားဆိုတာတော့စဉ်းစားစရာပါ။ဒါပေမဲ့စိတ်ပညာရှုထောင့်အရပြောရရင်တော့ဆာရန်တွေဆိုတာလူသားတွေရဲ့လိုရင်ဆန္ဒအန်နီယမတ်တီးရနဲ့ဆွဲဆောင်ခံရတတ်တဲ့ဖျားယောင်းမှုတွေကိုကိုစားပြုနေတဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။တင်ကောဆာရန်တွေရဲ့တခြင်းတန်ကိုကြားရင်ကိုထိန်းချုပ်နိုင်မယ်ထင်သလား။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ပုတ်တွေမှာပြန်ဆောင်ကြမယ်